ကျွန်တော်ဒီဗီဒီယိုမှာဆလီနာဖက်တဲ့နူလန်ပွဲလေးကိုတင်ပြသွားရပြီပါတယ်ဆလီနာနဲ့နူလန်ဆိုကျွန်တော်ကတော့မင်းနေနဲ့ပဲဆော့ပါတယ်နူလန်ကတော့ဟိုက်ပါနေနဲ့ဆော့ပါတယ်ဒီဘက်မှာကျွန်တော်ဆလီနာဖေးကိုတော်တော်လေးချင်တာကိုကျွန်တော်တော်တော်ဆော့တတ်တော့ပါပြီကျန်ကျွန်တော်ဒီဘက်မှာဆလီနာဖေးကိုတော်တော်ကောင်းတာသိရှိရပါပြီကျွန်တော်ကြတာဂုဏ်တော်ဆရာပါပဲဘက်ကလည်းအိုက်ပါနဲ့ဆော့ပြီးသူစကေးကလည်းကျွမ်းပါတယ်ကျွန်တော်အကောင်လေးရိုက်ချပေးပါမယ်ဒီကမှာ2-1တဲ့ရတဲ့နဲ့နိုင်ရရှိသွားပြီဒီမှာကျွန်တော်စကေးတူဖလီကာတွေရောတော်တော်လေးချင်ထားတော့တော်တော်လေးရတယ်ကေတူပေကနဲ့ဝမ်းပြီးခုံတာတွေကိုသိရပါတယ်။ဒီမှာကျွန်တော်တာဝါဒမ်းမင်းနဲ့လည်းသိထားပါတယ်။ဒီနေ့ကတော့တိတ်မသိပါဘူးဗျာ။ကျွန်တော်နောက်တဲ့တကီးမှာတူဘလူးဘက်ကိုရင်သွားတယ်ဗျာ။တူဘလူးဘက်ကိုရင်သွားတယ်။တူဘလူးဘက်ကိုရင်သွားပြီးခုနလိုပြန်တတ်ပါတယ်ဗျာ။ဒီတကားကျွန်တော်တာဝါရေးချီရောက်သွား။တာဝါတောင်းလုံးနဲ့ဒီရောက်လို့ဖြစ်သွားပါတယ်။ပြီးသားပြီးသွားတယ်ပြီးကြရင်ချုံမဲသွားတယ်ပြီးကြရင်အားကောင်းလာတယ်အဲလိုနဲ့ပြည့်တယ်ပြည့်ပြီးK2K1 နဲ့ test တယ် HP ကျွန်တော်အဲကိုချိအောင်ပြန်အနိုးလာတဲ့ကောင်ပြန်ချိအောင်စို့ပြတာဒီမှာ test ကဝိုးပါဒီတရုံးနဲ့ဒီရောက်နေဖြစ်ဒီဘက်မှာသူက 2K ဆော့တာသူကအချိန်တိတ်များဥပကလူကကျွန်တော်အလုပ်ရှိလို့အချိန်တိတ်များ 2K နဲ့ပဲဆော့လိုက်ပါ 2K ဆိုတော့ရှုံးပေးသွားပါလေရှုံးပေးပြီးနိုင်သွားပါလေရှုံးပေးသွားပါလေဗျာဒီဘက်မှာကျွန်တော်အကောင်နောက်ရမှာပေါ်ပြထားပါမယ်ဒီနေ့ဗီဒီယိုဒီလောက်ပါ